အားလုံးပဲမင်္ဂလာပါ 1GoD Mobile Service Center နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဘယ်လိုကြောင်းရိုက်မျှဝေပေးသွားမလဲဆိုတာကတော့ Japan Region အကောင့်နဲ့ TikTok မှာပတ်စံရှာလို့ရတဲ့နည်းလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့တူတူဗီဒီယိုမကြောပဲအစားဆုံးတူတူကြည့်လိုက်ကြရအောင်ကျွန်တော်တို့အရင်ဆုံး Play Store ထဲသွားမယ် Play Store ထဲသွားပြီးရင်ကျွန်တော်တို့ Japan VPN ဆိုပြီးတော့ရှာလိုက်မယ်ကျွန်တော် Japan VPN ဆိုတာလေအပေါ်ဆုံးမှာထိဆုံးမှာတွေ့တဲ့ဟာလေးကိုကျွန်တော်တို့ down လိုက်မယ် down ပြီးကျွန်တော်တို့အထဲကိုဝင်လိုက်မယ်တော့ဝင်ပြီးတော့ဆိုဒီကကျွန်တော်တို့အပေါ်ဆုံးမှာရှိတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ပြီးကျွန်တော်တို့ green ကိုနှိပ်မယ်ပြီးကျွန်တော်တို့ကြောင်ညာလေးကိုမှားချင်းနှိပ်မယ်တော့ပြီးရင်ကျွန်တော်တို့ဒီကောင်လေးပြadd DP ဆိုတာလေးကျွန်တော်တို့ရွေးပေးလိုက်မယ်ပြီးကျွန်တော်တို့ connect ကိုနှိပ်ပေးမယ်ပြီးကျွန်တော် agree ကိုနှိပ်မယ်ကျွန်တော် VPN ချိန်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ Chrome ကိုသွားမယ် Chrome နဲ့ဝင်လိုက်မယ် Chrome နဲ့ဝင်ပြီးတော့ကျွန်တော်တို့ new tab ခေါ်လိုက်မယ်ခေါ်ပြီးကျွန်တော်တို့ server မှာ OUTR-MOOK လို့ outlook live ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရှာလိုက်မယ်ရိုက်ရှာပြီးကျွန်တော်တို့ဒီအပေါ်ဆုံးဟာကိုကျွန်တော်တို့မဝင်မဲ့နဲ့ကျွန်တော်တို့ဒီအောက်က outlook free personal mail ကျွန်တော်တို့ဝင်လိုက်မယ် email ဝင်လိုက်မယ်ကျွန်တော်ဝင်ပြီးတော့ကျွန်တော်တို့ create free account ကိုကျွန်တော်တို့ရှင်းနေလိုက်မယ်ဒီနေရာမှာ new email ကိုကျွန်တော်တို့ကိုကြိုက်တဲ့နာမည်နဲ့ဖွင့်ပေးလို့ရပါရဲ့ဗျနော်ကိုကြိုက်တဲ့နာမည်လေးနဲ့ကျွန်တော်တို့ဖွင့်ပေးမယ်တော့ဒီနေရာမှာ Japan ဆိုတာလေး outlook.japan ဆိုတာလေးဖြစ်နေကျွန်တော်တို့ outlook.com ကိုကျွန်တော်ရွေးပြရပါမယ်ဗျပြီးရင်ကျွန်တော်တို့လိမ့်နေမယ်တော့ဒီနေရာမှာ password ကကိုကြိုက်တာကိုပြလို့ရပါရဲ့ဗျတော့ပြီး password ပြီးတော့ကျွန်တော်လိမ့်နေမယ်တော့ဒီနေရာမှာကျွန်တော်တို့ရဲ့ user name ထည့်ပေးမယ်လိမ့်နေမယ်ပြီးကျွန်တော်ဒီနေရာမှာ region နေရာမှာ country နေရာမှာကျွန်တော်တို့ Japan ကြော VPN Japan VPN ချိန်ထားတဲ့အတွက်သူက Japan ဆိုပြီးပြနေပါပဲဟိုအဲ့နဲ့မှာ Japan လို့မပြဘူးဆိုရင်ကျွန်တော်တို့ Japan ကိုရွှေ့ပြလိုက်ပါည2004 April ကျွန်တော်ဒီမှာမွေးနေ့တွေရှောက်ပြီးလို့ရပါတယ်ဗျကျွန်တော်နေမယ်ကျွန်တော်ဒီအဆင့်ရောက်သွားပြီဆိုကျွန်တော်တို့ robot home ကိုကျွန်တော်တို့အတည်ပြုပေးရမှာဗျကျွန်တော်တို့ဒီနေရာလေးကိုကျွန်တော်တို့ရှင်းလိုက်မယ်ကြောလိုက်မယ်နော်ရနှိပ်ပြလိုက်မယ်
ကျွန်တော်တို့ခုဆိုရင် Outlook ကျွန်တော် Gmail လေးကျွန်တော်ရရှိသွားပါပြီဗျကျွန်တော်တို့နောက်ထပ် new တက်ခေါ်မယ် TikTok site ဆိုပြီးတော့ကျွန်တော်ရိုက်ရှာမယ်ပြီးကျွန်တော်တို့ TikTok site ထဲဝင်လိုက်မယ် site TikTok တွေဝင်လိုက်မယ်ပြီးကျွန်တော်တို့ဖုန်းသုံးဖို့ email ကိုအသုံးပြုပါဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ပြီးကျွန်တော်ဒီမှာကမွေးနေ့ကျွန်တော်တို့ထည့်ပေးရပါမယ်ဗျကိုကြိုက်တာလည်းကိုထည့်ပေးလို့ရပါတယ်ကျွန်တော်တော့2004 4လပိုင်း9ရက်ကိုထည့်ပေးတယ်ကျွန်တော်ဒီနေ့မှာဖုန်းနံပါတ်နဲ့မွေးမယ်ကျွန်တော်ကြည့်ခုနဖွင့်ခဲ့တဲ့ Gmail နဲ့ရိုက်ဝင်ရပါမယ်ဗျကျွန်တော်ခုနဖွင့်ခဲ့တဲ့ Gmail လို့ကျွန်တော်ရိုက်ထည့်မယ်ကျွန်တော်တို့ Gmail ရိုက်ထည့်ပြီးသွားပြီဆိုကျွန်တော်ဆေးဆက်သွားမယ်ပြီးရင်ကျွန်တော် password ရိုက်ထည့်မယ်password ရိုက်ထည့်ပြီးတော့ရင်သူကကုတ်ပုတ်ပေးပါမယ်ဗျကုတ်ပုတ်ပေးကျွန်တော်တို့ကျွန်တော်တို့တက်တီကိုပြန်သွားပြီးတော့ကျွန်တော်တို့ Outlook တက်ဘက်ကိုသွားမယ်ပြီးကျွန်တော် TikTok ကုတ်ကိုကျွန်တော်တို့ရိုက်ထည့်ပေးရပါမယ်ဗျဒါဆိုရင်ကျွန်တော်တို့ခုအသုံးပြုသူရေး MB ကိုကျွန်တော်တို့ပေးခိုင်းပါကြကျွန်တော်မပေးဘဲနဲ့လည်းကျွန်တော်ကြော်လို့ရပါတယ်ကျွန်တော်ကြော်သွားလိုက်ပါတို့ဒီ TikTok ကြည့်လို့ရတဲ့နေရာရောက်သွားပြီဆိုရင်ကျွန်တော်တို့ထွက်လိုက်လို့ရပါပြီဗျကျွန်တော်ထွက်လိုက်မယ်ပြီးကျွန်တော်တို့ VPN ကိုလည်းကျွန်တော်တို့ပေးလိုက်မယ်ဒီမှာ VPN ကိုပေးလို့ရသွားပါပြီဗျကျွန်တော်ပေးပြီးတော့ကျွန်တော်တို့ original TikTok တွေကိုသွားမယ် TikTok တွေကိုသွားပြီးတော့ကျွန်တော်တို့ခုနကဖွင့်ခဲ့တဲ့ Chrome မှာဖွင့်ခဲ့တဲ့အကောင့်ကိုကျွန်တော်တို့ဒီ TikTok မှာ login ပြန်ဝင်ပါမယ်ဗျကျွန်တော် profile နဲ့သွားမယ် profile သွားပြီးကျွန်တော်တို့အတက်အကောင့်လေးကိုနှိပ်မယ်ကျွန်တော်တို့ပြီးရင် login ဆိုတာလေးကိုနှိပ်မယ်ကျွန်တော်ပြီးခုနကကျွန်တော်ဝင်ခဲ့သလိုပဲကျွန်တော်တို့ပြန်ဝင်လိုက်မယ် GB လေးနဲ့Gmail ရိုက်ထည့်မယ်ဒီနေရာမှာကျွန်တော်တို့ကုန်းနဲ့မသွားဘဲနဲ့လည်း login password နဲ့လည်းကျွန်တော်တို့သွားလို့ရပါတယ်ကျွန်တော်တို့ login password နဲ့သွားလိုက်တယ်password ရိုက်ထည့်ပြီးတော့ဆိုရင်ကျွန်တော်တို့ဂျပန်ကောက်ဖြစ်မှဖြစ်ဂျပန် region ကောက်ဖြစ်မှဖြစ်ကျွန်တော်တို့ဘယ်လိုသွားကြည့်ရမလဲဆိုရင်ကျွန်တော် profile နဲ့ကိုသွားမယ်ပြီးရင်ကျွန်တော်တို့ menu ကိုဆက်ငင်းချောင်းလေး၃ချောင်းကျွန်တော်နှိပ်မယ် menu လေးကိုဝင်မယ်ပြီးရင် TikTok story ကိုနှိပ်လိုက်မယ်ကျွန်တော်တို့ monetization ရဲ့အောက်က creator ဆိုတာလေးပေါ်နေကျွန်တော်တို့ TikTok မှာပတ်စံရှာလို့ရပါပြီဗျကျွန်တော်ဒါဆိုရင်သူသတ်မှတ်တဲ့အချက်၃ချက်နဲ့ကိုက်ညီရဆိုရင်ကျွန်တော်တို့ TikTok မှာပတ်စံရှာလို့ရပါပြီဗျကျွန်တော် Japan region ကောက်လို့ရပြီဆိုတော့ကျွန်တော်တို့ TikTok မှာ video တွေတင်ပြီးတော့ကျွန်တော်တို့ view တွေ follower တွေကျွန်တော်တို့ share ပြီးတော့ကျွန်တော်တို့ monetization ရှောက်လို့ရပါပြီဗျကျွန်တော်တို့ဆိုရင်ကျွန်တော်တို့ TikTok ကောက်ကနေပတ်စံရှာနိုင်ပါပြီဗျ